Well blood by infinity ကိုအနာဂတ်ကိုခံမှန်းဖို့အတွက်ပဲသုံးနေတော့လားဒါဆိုရင်ဒီဗီဒီယိုကိုကြည့်ဖို့လိုပါပြီ Okay now we're discussing the future tense were plus infinitive in G tense and 11ဟုတ်ပြီကျွန်တော်တို့ခုလေ့လာမှာတော့ဒီ G 10နဲ့11မှာပါတဲ့10တန်းနဲ့17တန်းမှာပါတဲ့ were plus infinitive ပုံစံလေးပဲဖြစ်ပါတယ်ဟုတ်ပြီ were plus infinitive ဆိုတာကကျွန်တော်တို့ were plus verb 0လို့ပြောတာပါ were plus verb 0ဆိုတာက were ဆိုတဲ့ model verb ရဲ့နောက်ကလိုက်တဲ့ verb ကအနည်းများမရှိတဲ့ verb ဖြစ်နေလို့ကျွန်တော်က verb 0လို့ပြောလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်စလေ့လာကြည့်အောင် simple future ဟုတ်ပြီနော် simple future were plus infinitive simple future ဖြစ်တဲ့ were plus infinitive ကို is you အသုံးပြုပါတယ် number 1 to predict the future အနာဂတ်ကိုခန့်မှန်းဖို့အတွက်အသုံးပြုပါတယ်ဟုတ်ပြီကြည့်လိုက်အောင်ဒါလေးကအားလုံးသိတဲ့အချက်ပဲဖြစ်ပါတယ်ပြီးတော့ it will rain tomorrow မနေ့ပြန်မိုးရွာလိမ့်မယ်ဒါအနာဂတ်ကိုခန့်မှန်းလိုက်တာမဟုတ်ဘူးလားနောက်တဲ့ I think she will pass the exam သူမစာမေးပွဲအောင်မယ်လို့ကျွန်တော်ထင်တယ်ဒါလည်းအနာဂတ်ကိုခန့်မှန်းလိုက်တာဟုတ်ပြီဒီမှာမင်းတို့မှတ်ထားမှာက I think subject will ပုံစံမျိုးလေးဟုတ်ပြီနော်အဲ့လိုပုံစံမျိုးလေးဆရာတို့ဘယ်လိုသုံးလို့ရသေးလဲဆိုရင် I'm sure I will I expect I will I believe I will အဲ့လိုမျိုးပုံစံလေးလေးဆရာတို့အသုံးပြုလို့ရသေးတယ်ဟုတ်ပြီနောက်တဲ့နံပါတ်2အချက်ကိုတွားရအောင်နံပါတ်2အချက်မှာဆိုရင်တော့ဆရာတို့to expect a future action decided at the speaking of time ပြောရင်းနဲ့ဆုံးဖြတ်ချက်ချလိုက်တာဟုတ်ပြီနော်ပြောရင်းနဲ့ဆုံးဖြတ်ချက်ချတဲ့အခါမှာလဲဆရာတို့ကဘာကိုသုံးလို့ရလဲဆိုရင် verb plus verb 0ကိုသုံးလို့ရတယ်ဟုတ်ပြီအဲ့မှာဆိုရင် I will call you back when I get home ကျွန်တော်အိမ်ပြန်ရောက်တဲ့အခါမှာမင်းကိုဖုန်းခေါ်မယ်ဒါကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုကြီးညာလိုက်တာချက်ချင်းပြောရင်းနဲ့ကြီးညာလိုက်တာမျိုးဟုတ်ပြီနော်နောက်တစ်ခု I will have my birthday party next Sunday နောက်တနင်္ဂနွေနေ့ကျရင်ကျွန်တော်မွေးနေ့ပွဲကိုကျင်းပမယ်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုကြီးညာလိုက်တာဟုတ်ပြီအမှန်ဆိုရင်ဆရာတို့ကပို့ပြီးရှင်းသွားအောင်လို့နောက်မှရေးပေးထားတယ် just making announcement ဘာလို့လဲဆိုရင်ကြီးညာချက်တက်လုပ်လိုက်တာမျိုးပေါ့နားလည်မနော်အခုပဲဆုံးဖြတ်လိုက်တယ်အခုပဲပြောလိုက်တယ်ပေါ့ဒါမျိုးလေးပြောချင်တဲ့အခါမှာဆရာတို့ကဘာကိုသုံးလို့ရသေးလဲဆိုရင် verb plus verb infinitive သို့မဟုတ် verb plus verb 0ကိုသုံးလို့ရသေးတယ်ဟုတ်ပြီနောက်တဲ့ the next one to make a promise ဂရီးတွေပေးတဲ့အခါမှာလေကျွန်တော်တို့ကဘာကိုသုံးလို့ရလဲဆိုရင် verb plus verb 0ကိုသုံးလို့ရတယ် example လေးကြည့်မယ် I promise I will fight against smoking ကျွန်တော်ဆက်လက်ဖြတ်ဖို့ဂရီးပေးပါတယ် I will always be by your side ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင် I will always be by your side ကျွန်တော်မင်းရဲ့ဘေးမှာအမြဲရှိနေမှာပါဟုတ်တယ်လည်းမဟုတ်ဘဲနဲ့ဂရီးပေးတာဒါမျိုးပေါ့နော်ဟုတ်ပြီနောက်ထပ်နောက်တစ်ခါကျတော့ to make an offer ကမ်းလှမ်းမှုတွေလုပ်တဲ့အခါမှာလည်းကျွန်တော်တို့ကဘာကိုသုံးလို့ရလဲဆိုရင် verb plus verb 0ကိုသုံးလို့ရသေးတယ် example လေးကိုကြည့်ကြည့်မယ် I will have you with this bag ကျွန်တော်ဒီအိတ်ကိုကူးတယ်ပေးပါမယ်နောက်ထပ် where you come for tea coffee တောက်ပါအောင်နောက်ထပ် where you come in ကြွပါခင်ဗျာsorry ဒီမှာ where you come for tea မှာဆရာquestion mark လေးနဲ့ full stop နဲ့လွဲသွားတယ်ဖြည့်ဖတ်ပေးပါနော်ဟုတ်ပြီနောက်ထပ်စကြည့်အောင် where you come in ကြွပါခင်ဗျာဝင်ခဲ့ပါခင်ဗျာဒါမျိုးလေးတွေသုံးလို့ရတယ်နောက်ထပ် I'll make some tea ကျွန်တော် coffee ဖြော်ပေးမယ်ဒါမျိုးလေးတွေသုံးလို့ရတယ် I'll ဆိုတာက I'm apostrophe alan ကဆိုတော့ဘာပြောရလဲဆိုရင် I will လို့မြင်ရမယ် I will make some tea ကျွန်တော် coffee ဖြော်ပေးမယ်ဒါမျိုးလေးသုံးလို့ရတယ်နောက်ထပ် the next one to make request တောင်းဆိုခြင်းတွေလုပ်တဲ့အခါမှာလဲဆရာတို့ကဘာကိုသုံးလို့ရလဲဆိုရင် verb plus verb 0ကိုသုံးလို့ရတယ်ဒီမှာဆိုရင် will you pass the sugar please တကြားလေးကမ်းပေးပါအောင်မေကုန်းမဟုတ်ဘူးနော်တကြားလေးကမ်းပေးမလားလို့ပြောတာမဟုတ်ဘူးတကြားလေးကမ်းပေးပါအောင်ဒါမျိုးလေးဘာသာပြန်ပို့ပြီးတော့မှအဆင်ပြေတာပေါ့ဟုတ်ပြီနောက်တစ်ခါကျတော့ will you keep me company ကျွန်တော်ကိုအဖော်ပြုပေးပါဒီလိုမျိုးတောင်းဆိုတာတွေလုပ်တဲ့အခါမှာကျွန်တော်တို့ဘာကိုသုံးလို့ရလဲဆိုရင် verb plus verb 0ကိုသုံးလို့ရတယ်နောက်တဲ့ the next one နံပါတ်6က to make refuses ဟုတ်ပြီနော်ညှင်းဆန်ခြင်းတွေလုပ်တဲ့အခါမှာလည်းကျွန်တော်တို့ကဘာကိုသုံးလို့ရလဲဆိုရင် verb plus verb 0ကိုသုံးလို့ရတယ်ဟုတ်ပြီ example လေးကြည့်ကြည့်မယ် the car won't start အဲ့မှာဆိုရင် won't ဆိုတာကကြောဆရာတော်ဘာပြောလဲ will not ရဲ့အတူကောက်ပါကားဆက်လို့မရဘူးဒါမျိုးလေးတွေသုံးလို့ရတယ်ပြီးတော့ I'm afraid I won't come to your wedding I'm busy အားနာပါတယ်ကျွန်တော်မအားလို့မင်္ဂလာဆောင်ကိုလာမှာမဟုတ်ဘူးဒါမျိုးလေးညင်းတဲ့အခါမှာလည်းကျွန်တော်တို့ဘာကိုသုံးလို့ရလဲဆိုရင် verb plus verb 0ကိုသုံးလို့ရပါတယ်ဟုတ်ပြီ the next one to make orders in a restaurant
ဟုတ်ပြီစားတောက်ဆိုင်တစ်ဆိုင်တိုင်းမှာအစားအစာတွေမှာတာစားတောက်ဆိုင်တွေမှာအစားအစာတွေမှာတဲ့အခါမှာလည်းကျွန်တော်တို့ဘာကိုသုံးလို့ရလဲဆိုရင် will plus but 0ကိုသုံးလို့ရတယ်ကြည့်ကြည့်မယ် I'll have some tea please ကျွန်တော် coffee တောက်မယ်နောက် I take the shake and carry ကျွန်တော်ကြက်တိုင်းစားမယ် I try the fire noodles ခောက်ဆွဲစားမယ်စသဖြင့်ဘာလို့ရလဲဆိုလို့ရှင်အစားအစာတွေပါမှာလို့ရတယ်ဟုတ်ပြီနော် the last one to make threats ဒီမှာဆိုလို့ရှင်ချင်းချောင်းချင်းတွေပြုလုပ်တဲ့အခါမှာလည်းဆရာတော်ဘာကိုသုံးလို့ရလဲဆိုရင် will plus but 0ကိုသုံးလို့ရပါတယ် sorry ဟုတ်ပြီအဲ့မှာဆိုရင်example လေးကြည့်ကြည့်ပါဦး I will drive you away if you disobey the regulations sorry ဒီမှာဆရာyou လေး dot ဖြစ်နေခဲ့တယ် you လေးကြာကြံနေခဲ့တယ်ဖြစ်ဖြတ်ပေးပါဟုတ်ပြီအဲ့ဆိုရင်ပြန်ဖတ်ပြမယ်နော် I will drive you away ငါမင်းကိုမောင်းထုံမယ် if you disobey the regulation စီကံမလိုက်နိုင်ငါမင်းကိုမောင်းထုံမယ်ဒါချင်းလျှောက်တာဟုတ်ပြီနောက်ထပ် I will inform your guardian if you don't follow the rules စီကံမလိုက်နိုင်ရင်မိဘခေါ်မယ် inform ဆိုတာသတင်းပေးမယ်ပေါ့ကွာ your guardian ဆိုလိုက်တော့မင်းအုပ်ထင်းသူကိုငါသတင်းပေးရလိမ့်မယ်ဒါမျိုးလေးတွေသုံးလို့ရပါတယ်